Hi Hi ရီးသားရှိလား ကြီးသားမထားဘူးရှင် ဘာလို့မထားရတော့ ယောက်ျားမကြိုက်လို့ အခုငါကပစုံကကြီးကြီးငါကလေအစုံပါလေကအားပေးပါမလား ဝီလာငါ ဒီလငါမပါဘူး ငမန်းအောင် ကမန်းဒီချိန်မတက်သေးဘူးလေကွာလေ ဒါဆိုလက်ပိုင် နောက်နေ့ကျရင်လာခဲ့အခုလက်ပိုင်ရမယ် လက်လား လောက်လိုက်တာမှအကိုရေပြောမနေနဲ့ အသက်ရှူလား သူတို့တော့အတိုင်းရှူကျမအသက်ရှူနေလေကွာလေ ဟာခင်ဗျာဖို့လက်တာဗော လက်တာဘောမနဲ့တရေးရေးချိုးတော့ခိုင်းနေမှာမွေးတာအခုနန်းကြည့်ပါလား မိုင်ကျွန်တော်တို့ချစ်ကြိုက်လက်ထက်ပေါင်းသိအောင်လားဗျာ နေကအမေတို့ဘိုးတော်ကြင်အောင်မဆန်းနိုင်ပဲနောက်နှလုံးကအကျွေးယူနေတာလားဟဲ့ ကျွန်တော်တေးရာစမ်းသက်ပြီးပါပြီအားလုံးကောင်းပါတယ်ဘာမှမဖြစ်ပါဘူး မရဘူးဆရာနားလဲနားတယ်ကြိုက်လဲကြိုက်တယ် ကျွန်တော်လည်းတေးရာကြည့်ပေးရပဲဗျာဥဘယ်နာနာ အန်သွားရဲ့နောက်ဆုံးအန်ဆုံးကနားပြီးကြိုက်နေတာ ဟာဗျာအဲ့ဒါသွားစင်အောင်နဲ့သွားပြလေဗျာတို့ကသားဖွားမိရဲ့အိုကြီးဗျာ မသိဘူးလေဆရာဟိုလန်ဒီလန်ဟိုနိုင်ဒီနိုင်လဲဆိုတော့ကြိုက်တဲ့သွားရဲ့အမြင့်ရှားနေရမှတ်လို့ ပြောလိုက်လို့ရှင်တော့မရဝတ္တရား၅ပါးကြေးလား10ပါးကြေးလားလေအကြေးလို့ဟိုဘက်တောင်ကြောကြတယ်ခမင်းစားချိန်လိုက်ကြလဲကြာဘာချက်လဲဘာဟင်းလဲဘုမနဲ့တော့ဘာမှမရှိဘူးဟေ့ခြေဟင်းလေးနဲ့အရွက်ကြော်လေးနဲ့ငပြေးလေးတို့စရာဟင်းတစ်စမ်းမကောင်းခမင်းစားတာအဆင်မပြေခမင်းစားတာအဆင်မပြေဟိုကဟင်းလေးကျွေးလေးဝဲပြီးတော့အသားဟင်းလေးနဲ့ဝက်သားလေးနဲ့အဲ့လိုမျိုးလဲချက်လက်ပေးလဲပြီးတော့အဲ့မနဲ့ကဘလောက်ကုန်လဲလို့မမေဘူးခေါင်းမဖော်ဘူးစားတာတလူလို့ခေါင်းငုံပြီးတော့တခါနှုတ်သီးလေးကိုချွန်ပြီးတော့စားလိုက်ကြတယ်အမျိုးဘလောက်ကုန်လဲလို့မမေဘူးပတ်စံ1000လောက်ပေးထားရင်တစ်လုံးသုံးပါပြီလို့သူတို့တွေအဲ့ဒီလိုယောက်ျားတွေကစိတ်ညစ်လို့ ဘာဖြစ်လို့စိတ်နေတာတော့ အမေကငါ့ကိုအိမ်မောနေနှင်ချလိုက်တယ် မင်းအမေက အမေကအိမ်မောနေနှင်ချလိုက်တယ် အမေကဘာလုပ်လို့တော့ ငါမှဘာအပြစ်ရှိလဲကွာအရက်တောက်တယ်ကွာဖဲရိုက်တယ်ကွာတငယ်ချင်းတွေနဲ့အပေါင်းအသင်းတွေနဲ့ဘောလုံးကန်တယ်ကွာကောင်းနှလုံးဒီလေးတွေပါလေးရှိတယ်ကွာဘောလုံးပွဲလောင်းတယ်ကွာဒါလေးပဲရှိတာငါအမေကငါ့ကိုအိမ်မောနေနှင်ချလိုက်တယ် ဒီလောက်လိမ်မာတဲ့သားကိုနင်ချတာဒါမင်းအမေဆိုးတာဒီလောက်လိမ် ဟဲ့ဒီနေ့ကလည်းပြတ်ပြီနော် ကဲလေအချိုကြီးဆိုရေခဲပါမှာတောက်တာမာလာရှန်ကောဆိုရင်အဆက်မြိုင်မစားနိုင်ဘူးဒါတွေအကောင်ပဲတိမှလဲ မသိလဲငါပြောပြလိုက်ပဲနေဆောက်ဖို့မပါဘူး တကယ်ချင်းနေအကြိုက်ဆုံးအရာတစ်ခုကိုလောက်ပါဆိုနေဘာလောက်မလဲ အိုးငါအိပ်ပြမှာအဲ့ရတာငါအရင်ကြိုက်တာ ငါလည်းကြိုက်တယ်တရက်လောက်ချိန်ပြီးအတူတူအိတ်ကြ အယောဒီမှာ ပိန်လာကြီး